ဆရာမတွေရောအတိလွဲနေတာတခုရှိကလေးတွေကကျောင်းစာကလွဲရင်ပြင်ပစာကိုဖတ်လိုက်ရင်ကလေးတွေကျောင်းစာမှာအာရုံမစိုက်နိုင်ဘူးလို့မြင်တဲ့အနေပေါ့နော်ဘုံစာသင်ငယ်တော့လည်းအဲ့လိုပဲမြင်တာနောက်ကျမှဘုံတို့စာတွေဖတ်လာတဲ့ကမဟုတ်ဘူးဆရာကြီးလက်တွန်းတော်ချစ်တို့ဆရာကောင်းတတ်တို့ပညာရှင်အများစုပြောထားကြဘုံတို့ကိုယ်တိုင်လည်းတကယ်တမ်းလေ့လာတဲ့ကအဲ့ဒီတော့တွေ့ပြင်ပစာပေကိုဖတ်ရင်ကျောင်းသားတွေကစာပိုးတော်လာတာတွေ့ရမနေ့က grade 9 11 12ကျောင်းသား1000ကျော်ရှိတဲ့အကြောင်းကြီးကိုဘုံရောက်ခဲ့ဆရာတော်တွေနဲ့ဘုံတို့တိုင်ပင်တော့ခါတိုင်းနှစ်တဲ့စာထဲမှာတခါတည်းစာကြက်စာတွေမင်းသမီးတွေကအကုန်အမှတ်ပြည့်နေရတယ်ထိတ်ပဲတယ်ဒီနေ့ကျတော့ဆရာတော်မူပြောင်းလိုက်တယ်ဝင်ခွင့်ကို NC မေကွန်းတွေပါမေးတယ်ဘုဒ္ဓတရှိတဲ့မေကွန်းတွေအကြမ်းမြင့်ရှိတဲ့မေကွန်းတွေပါမေးလိုက်အကုန်လုံးတစ်ကနေ30ကြီးကယောက်ျားလေးတွေပဲဖြစ်သွားမိန်းကလေးတွေကြံခဲ့သမီးတို့ကနှိမ်ပြောတာဘုံတော့ဖြစ်စဉ်ကိုပြောပြနော်ဒီနေ့မှဖြစ်သွားတဲ့အချိန်ဘာဖြစ်လို့တော့ဆိုတော့ယောက်ျားလေးတွေကနည်းနည်းညံဖွင့်နိုင်အတွေးခေါ်ပိုင်းရှိတယ်ဒါတွေသမီးတွေကအဲ့ဒီအတွေးခေါ်ပိုင်းတဲ့သူကကြက်မယ်ဆိုတဲ့ဘက်ကိုအောင်ဆိုင်ဒါကြောင့်တကယ်ကို NC မေကွန်းတွေမေးလာတဲ့အခါအကြမ်းမြင့်ရှိတဲ့မေကွန်းတွေမေးလာတဲ့အခါသူတို့မှခက်ခဲတာတော့တွေ့ရတယ်ဒါဘိုးတို့သတိပြုမိအဲ့မှာဘုံဘုံကပြန်ပြီးသတိထားမိတာဗာလဲဆိုတော့ယောက်ျားလေးနဲ့မိန်းကလေးနောက်တနည်းပြင်ပဘုသူဒ္ဓရှိတဲ့သူနဲ့မရှိတဲ့သူတကယ်အရင်ဂျင်းတဲ့ကြက်တဲ့ရောက်လာတဲ့အခါပြင်ပဘုသူဒ္ဓရှိတဲ့သူကပြဿနာဖြေရှင်းနိုင်တဲ့နေရာမှာခြေတန်းကိုရောက်တာတွေ့ရတယ်ဒါကြောင့်ဘုံကဒါလေးကိုပြောချင်တာပါဒါတို့သူတို့ကျောင်းစာလောက်နေရင်ကြက်လို့အောင်မြင်သွားတဲ့သူကဘာပေါ်မှာရောမြန်မာပြည်မှာရောတယောက်မှမရှိသေးဘူးအဲ့ဒါမှတ်ထား